ခရစ်တက္ကရာ1609ခုနှစ်အဲ့ဒီနေ့ဟာကန်ဂျမာကကဘဲရောစီကနေသူ့ရဲ့အချစ်ကိုလူယူသွားခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်ကဘဲရောဟာဘာကိုမှထပ်မစင်စားတော့ပဲမင်းသမီးလေးကိုနောက်ဆုံးအနေနဲ့တစ်ခေါက်လောက်ထိတွေ့ခွင့်ရဖို့သူဟာမင်းသမီးလေးတယောက်တည်းကိုပဲချစ်ခဲ့တာပါလို့ဂတိတစ်ခုပေးနိုင်ဖို့အတွက်အဲ့ဒီတောင်ပေါ်ကနေခုံချလိုက်ပါတယ်ဒါပေမဲ့ကန်ဂျမာကသူတို့နှစ်ယောက်ကိုစုံစည်းခွင့်မပေးခဲ့ပါဘူးရှေ့ခံဟာကဘဲရောရဲ့ရန်သူဖြစ်ပေမဲ့ကဘဲရောရဲ့တတိနဲ့အချစ်ကြီးပုံရှေ့မှာတော့သူပါအရှုံးပေးဦးညွတ်ခဲ့ရပါတယ်ကဘဲရောတည်ဆုံးသွားပြီးတဲ့နောက်ရှေ့ခံကဒီနေ့တော့ဒီမိုးတိမ်မေးတွေကမင်းရဲ့အသက်ကိုလူယူနိုင်ခဲ့လို့ဘဝင်မြင့်နေကြလိမ့်မယ်ဒါပေမဲ့သူတို့မသိတာကမင်းဟာအခြေအနေရခစ်တခဏဝင်သွားရတဲ့နေမင်းကြီးဖြစ်တယ်ဆိုတာပါပဲဒီနေ့ကျရင်မင်းဟာအပြင်ကိုပြန်ထွက်လာမှာဖြစ်ပြီးမင်းရဲ့အတိုင်းစားမရှိတဲ့အချစ်စစ်ကိုမဖြစ်မနေပြန်ရှာဖွေတွေ့ရှိလိမ့်မယ်လို့ပြောခဲ့ပါတယ်ကဘဲရောဟာနှစ်ပေါင်း400ကြာပြီးတဲ့နောက်သူ့ရဲ့အချစ်စစ်ကိုပြန်ရှာဖို့အတွက်နောက်တစ်ချိန်လူပြန်ဝင်စားခဲ့ပါတယ်ဒီဘဝမှာတော့ကဘဲရောဟာအသက်မွေးဝမ်းကြောင်းရအရန်တော်တဲ့ဆိုင်ကယ်သမားပြိုင်ပွဲဝင်တယောက်ဖြစ်နေပါပြီသူဟာဟောင်ကောင်ကိုသွားပြီးအဲ့ဒီကဆိုင်ကယ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အတွက်စိုက်ကား3ဘီကားနဲ့လေစိတ်ကိုသွားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာမိုးတွေအရန်တီးထန်စွာရွာနေပါတယ်အဲ့ဒီတော့မှပဲမိန်းကလေးတယောက်ကသူတို့စီးလာတဲ့စိုက်ကားကိုတားဖို့အတွက်လက်လန်းပြလိုက်ပါတယ်ကဘဲရောကလေစိတ်ကိုနောက်ကျနေပြီဖြစ်လို့သူ့လက်ကိုစိုက်ကားပြင်ဘက်ထုတ်ပြီးမရတော့ဘူးဆိုတဲ့သဘောနဲ့လက်ခါပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမတော်တဆသူ့လက်ဟာအဲ့ဒီမိန်းကလေးရဲ့လက်နဲ့သွားထိမိသွားပါတော့တယ်ကဘဲရောရဲ့လက်ဟာအဲ့ဒီမိန်းကလေးနဲ့ထိမိသွားတာနဲ့တပြိုင်နက်သူ့ကိုယ်ထဲမှာလျှက်စစ်လျှော့ဖြစ်သွားတယ်လို့ခံစားလိုက်ရပြီးအတိတ်ဘဝကအကြောင်းအရာတွေအားလုံးကိုရုတ်တရက်ပြင်းပြင်းရောက်လာပါတော့တယ်အဲ့ဒီမိန်းကလေးဟာတခြားသူမဟုတ်ပါဘူးအတိတ်ဘဝတုန်းကကဘဲရောကိုအသက်ထက်မကချစ်ခဲ့တဲ့မင်းသမီးလေးမိကြဝင်တာပဲဖြစ်ပါတယ်ဒါကိုသိလိုက်ရတာနဲ့ကဘဲရောဟာစိုက်ကားပေါ်ကနေချက်ချင်းဆင်းပြီးအဲ့ဒီမိန်းကလေးကိုလိုက်ရှာဖို့အတွက်အပြေးလွှားထွက်သွားပါတော့တယ်